ဒီမှာဒီလို RGB လက်တော့တစ်လုံးကိုခုမှစတင်ပြီးတော့ဝယ်ယူကြမဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော်တို့သိကောင်းစရာလေးတွေကျွန်တော်တို့အနေနဲ့ knowledge share တွေလေးလုပ်ပေးသွားပါမယ်ကျွန်တော်တို့လက်တော့နဲ့ပတ်သက်ပြီးတော့ဘာမှမသိသေးတဲ့သူတွေအတွက်ကိုကျွန်တော်ရည်ညွှန်းပေးပါတယ်ပေါ့နော်ခုစကန်ဝယ်မယ်ဟေးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဆေးရမယ့်အချက်ကလေးတွေ4 5 6ချက်လောက်ရှိတယ်မဖြစ်မနေဆေးရမယ့်အချက်ကတော့ကျွန်တော်တို့ကတော့CPU ရှိမယ် RAM ရှိမယ် CPU ဘယ်လောက်လဲ RAM ဘယ်လောက်လဲ storage ကဘယ်လောက်လဲနောက်ပြီးရင် indicator degree ကဘယ်လောက်လဲပေါ့နော် Wi-Fi ကဘာနဲ့လာထားလဲအဲ့ဒီထဲကိုမှကျွန်တော်တို့ battery capacity ရဲ့မှန်အလင်းပေါက်တွေရဲ့ keypad မကောင်းတာတွေရဲ့ဘယ်လိုစစ်မလဲဟေ့ဆိုတဲ့အချက်ကလေးတွေကိုကျွန်တော်အဓိက main ကြတဲ့အချက်ကလေးတစ်ချက်ကိုကောက်နှုတ်ပြီးတော့တင်ပြပေးပါမယ်အဲ့ဒီအချက်ကလေးကတော့ကိုယ့်ရဲ့မို့ဝယ်မဲ့ laptop က battery capacity ဘယ်လောက်ထိအောင်ကြံနေလဲဟေ့ဆိုတာလေးကိုစစ်ပုံစစ်နည်းလေးကျွန်တော်ပြပေးပါမယ်ဒီဘက်ကိုခဏလာခဲ့ပေးပါလက်တော့ဝယ်မယ်ဟေးဆိုတာနဲ့လက်တော့ကိုရှိကိုရောက်ပြီဟေးဆိုတာနဲ့ကျွန်တော်တို့ Windows R ကိုခောက်လိုက်ပါခောက်ပြီးတော့ကျွန်တော်တို့က RAM box ကိုမှကျွန်တော်တို့က CMD လို့ရိုက်ပြီးတော့ Enter လေးခောက်ပေးပါခောက်ပေးပြီးဒီလိုဘောက်တစ်ပေါက်ကျလာတာနဲ့ POWER Power CFG BATTERYREPORT တို့ပို့ဆိုပြီးရိုက်ပေးပါရိုက်ပေးပြီးရင် C နောက်ကနေပြီးတော့ကျွန်တော်တို့ကအကုန်လုံးကိုcopy select ပေးပြီးတော့ copy ယူပေးပါ control C ကိုနှိပ်နောက်ထပ် Windows R ဒီလို run ပေါက်ကြအောင်နှိပ်ပေးပြီးတော့ control V ကိုနှိပ်ပေးပြီးရတယ် enter လေးခောက် OK ကိုပေးလိုက်ပါဒါဆိုလို့ရှိရင်ကိုယ့်ရဲ့မို့ laptop မှာကဒါ digital capacity ရေးဆိုတာမူရင်းပါလာခဲ့တဲ့ capacity ကိုပြောရပါ4150ကျန်မယ်ဒါအခုလက်ရှိပေါ့နော်သုံးပြီးသားလက်ရှိကျန်နေတဲ့ကျွန်တော်တို့က digital capacity ကတော့ full digital capacity ကတော့38,181ပါ circuit အကောက်အကြိမ်ရည်အနေနဲ့ကတော့182ကြိမ်အသုံးပြုထားပြီးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကရာခိုင်နှုန်းအတိအကျထွက်အောင်ဘယ်လိုလုပ်ရမလဲဟေ့ဆိုလို့ရှိရင်တော့ခုနကတော့အောက်က run box မှာ C လို့ရိုက်လိုက်တာနဲ့ကျွန်တော်တို့ကဒီမှာ calculator ဆိုပြီးတော့ okay ကျွန်တော်တို့က battery capacity ကိုကျွန်တော်တို့ traction တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီမှာအနည်းကိုဒီအများနဲ့စာ100နဲ့မြောက်မှာဖြစ်တဲ့အတွက်ဒီနေရာမှာဟေ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့က38ကျွန်တော်တို့ကပြီးရင်ဒီမှာဟေ့ဆိုလို့ရှိရင်အစားကျွန်တော်တို့ကဒီမှာ41 39နောက်ပြီးရင်ဒီမှာအမြောက်လို့ရိုက်ဒီမှာ100နဲ့မြောက်အန်တာခောက်ပေးရနဲ့ဒါ battery capacity က93ကျန်ပါ90ရာခိုင်နှုန်းကျန်နေတယ်အဲ့တော့90ရာခိုင်နှုန်းကျန်နေသည့်အတွက်ဒီလိုကျန်နေသည့်အတွက် battery နာရီခံနိုင်အားချိန်ကတော့တနာဟွာပေါ့3နာရီခွဲဝင်းကျင်နဲ့4နာရီကောင်းသုံးလို့ရမယ်အလုံးလေးပဲဖြစ်ပါတယ်ဒီလိုအလုံးမျိုးကိုချိန်ပြီးတော့ဝယ်ယူအားပေးနိုင်ပါတယ်ဒါနဲ့လဲစကားမဆက်ကျွန်တော်တို့ဒီမှာဒီလိုRGB မီလင်းနဲ့ keyboard လေးတွေလည်းဝယ်ယူအားပေးလို့ရပါတယ်